မင်္ဂလာပါညီကိုဒီနေ့ညမြန်မာစံတော်ချိန်2နာရီခွဲမှာမာစီးနဲ့လစ်ပါဘူးတို့ရှင်မြန်ကစားကြမှာပါမာစီးရဲ့နောက်ဆုံး10ပွဲမှာ6ပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးနာပြီးအဲ့ဒီကမာစီးရဲ့နောက်ဆုံးအိမ်ကွင်း5ပွဲမှာ3ပွဲနိုင်2ပွဲတည်နဲ့2ပွဲရှုံးနာပါတယ်လီဗာပူးရဲ့နောက်ဆုံး10ပွဲမှာ5ပွဲနိုင်5ပွဲတည်နဲ့လီဗာပူးရဲ့အဝေးကွင်းနောက်ဆုံး5ပွဲမှာ3ပွဲတည်နဲ့2ပွဲနိုင်နာပါတယ်လီဗာပူးရဲ့တိုက်စစ်ပိုင်းမှာဖရန့်ဘတ်ကို9ဂိုးတခုနဲ့နိုင်ခဲ့ပြီးနောက်ပိုင်းအဝေးကွင်းမှာဂိုးပြတ်နိုင်ပွဲမရှိတော့ဘဲတိုက်စစ်ပိုင်းကလည်းရုန်းခဲ့နေရပါတယ်။မာဆေးရဲ့အိမ်ကွင်းရက်လက်ပိုင်းကလည်းကောင်းမွန်ပြီးဂိုးတင်ရလည်းရှိပါတယ်။မာဆေးတက်လည်းအိမ်ကွင်းနောက်ဆုံးပွဲဖြစ်တာကြောင့်လီဗာပူးနဲ့ပွဲစဉ်မှာအမဲရယူနိုင်အောင်ကြိုးစားလာနိုင်ပြီးလီဗာပူးတို့ခက်ခဲအောင်မှာပါ။လီဗာပူးမှာဘရက်လီနဲ့အီဆက်တို့တန်ရာကြောင့်လွဲချော်အောင်မှာပါ။ဒီနေ့ပွဲမှာလီဗာပူးကနေlevel နှုတ်တရား9ပေါင်330ပြေးလာပြီးကြေးနေထားရာနှစ်ဖက်သင်းကိုရှိလာနိုင်ပါတယ်။မာစီးရဲ့အိမ်ကွင်းရုံအားကြောင့်တည်ကြနိုင်ပြီးလီဗာပူးကိုနိုင်မှုခက်ခဲနေတဲ့ကြောင့်မာစီးဘော်ဒီပဲကြိုက်ပါတယ်။နောက်တဲ့တစ်ပွဲကကွာတာဘက်နဲ့ဖန်ဖတ်တို့ပွဲစဉ်ဖြစ်ပါတယ်။ဒီနေ့တင်းဟာအမတ်လိုအပ်နေတဲ့တင်းနေဖြစ်ပြီးကွာတာဘက်ဟာအိမ်ကွင်းရလည်းကောင်းမှပြီးသူတို့ရဲ့နောက်ဆုံး10ပွဲမှာ9ပွဲနိုင်2ပွဲတည်နဲ့3ပွဲကျုံနာပါတယ်။ဖရန့်ဘတ်ရဲ့နောက်ဆုံး10ပွဲမှာ3ပွဲနိုင်4ပွဲတည်နဲ့3ပွဲရှုံးနာပြီးဖရန့်ဘတ်မှာဒဏ်ရာရကစားသမားတွေများပြားနေပြီးတိုက်စစ်နဲ့ကွင်းလေရဒီကစားသမားတွေဒီနေ့ပွဲမှာလွှဲချော်မှာပါခက်စပိုင်းမှာလည်းအားနေပြီးနောက်ဆုံး3ပွဲမှာ9ဂိုးဒီခွင့်ပြုထားပါတယ်ကွာတာဘက်မှာဒဏ်ရာရပြဿနာမရှိတဲ့အပြင်တိုက်စစ်ပိုင်းကလည်းဂိုးရနိုင်ခြင်းရှိပါတယ်ဖရန့်ဘတ်ရဲ့ချန်ပီယံလိအဝေးကွင်း3ပွဲစလုံးမှာလည်းမနိုင်ခဲ့ပါဘူးဒီနေ့ပွဲမှာဖရန့်ဘတ်ကနေ level နှုတ်50 9ပေါင်3လုံးနှုတ်30ပေးထားပါတယ်။ကွာတာဘက်ကလည်းအမတ်လိုအပ်နေတာကြောင့်900ကိုဖွင့်ကစားလာနိုင်ပြီးဂိုးတွေမြင်ရနိုင်ကြောင်း9ပေါင်ပေါ်ပဲကြိုက်ပါတယ်။